ပိုင်းထဲမှာလေးဒါတော့အားနာမည်ကြီးနေတဲ့ဒီတိမ်ပေါ့နော်ဖုံးချောင်းတွေကတိမ်ထဲမှာမူစကိုဒူးတွေအတွဲရမိန်းကလေးကအလေတန်းပြဆရာမတယ်ကွာသိလားကျမတို့သတင်းကိုတက်လာတဲ့အချိန်မှာလေးဒီမှာတော့ကျမရဲ့အမှာတော့ပြောတော့မပြောဘူးဘာဖြစ်လို့လဲဆိုတော့ပြောတဲ့လူတွေလည်းအရန်များသလိုလေချပြမှာရှက်တောင်ရှက်စရာကြီးပေါ့နော်ဘာဖြစ်လို့တိမ်ဆိုတာကကျမတို့နေရရင်ကျမတို့ရှင်မှာဖုံးချောင်းနဲ့ဖျားရှိတယ်အဲ့တော့တိမ်ဆိုတာကလေမိန်းကလေးတွေလုံးဝတက်လို့မရတဲ့နေရာပေါ့နော်ဒီရဟန်းတွေတိမ်တက်တာဒီရဟန်းတွေတိမ်တက်ဖို့အတွက်ကိုတော့ဒါပါတော့ကျွန်မအဲ့ဒါတည်းတိတ်နားမလဲလို့လေကျမတို့ main ကလေးတွေအနေနဲ့တော့တိမ်ပေါ်တက်မစောရဘူးနော်တိမ်ပေါ်ကိုတက်မစောရဘူးနော်အမြဲတမ်းမိဘလူကြီးတွေမှားတယ်အဲ့တော့ဒီတိမ်ဆိုတာအမျိုးသမီးတက်လို့မရတဲ့နေရာဆိုတဲ့ဟာမျိုးကျမတို့ကသိထားတယ်ပေါ့ကွာဒါကလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းလည်းသိမယ်လို့လည်းထင်တယ်အခုဟာကြတော့ဒီထဲမှာဒီလိုမျိုးဖြစ်တဲ့ပြဿနာကိုဗီဒီယိုရိုက်တယ်လို့သူတို့ရဲ့မျက်နှာတွေကိုပုံနေပြထားတာတချို့တွေကဘာလို့ပြတာလဲအဆက်ခွဲတာဘာညာကူကခွဲတဲ့နေဘာဖြစ်လို့ဆိုတော့ main လူတွေမှာလည်းဒီဖိုမဆက်ဆံရေးရှိတယ်ဆိုတာကမဆန်းဘူးဒါပေမဲ့ဒီလိုမျိုးဘာသာရေးမှာတော့မှဒီမှာဖျားထဲမှာသွားပြီးတော့လှုပ်တဲ့လူတွေဘုံကျောင်းထဲမှာလှုပ်တဲ့လူတွေအများကြီးပဲခဏတက်တယ်အခုကကြတော့အစိုးဆုံးအနေထားတိမ်ဆိုတာကဒီရဟန်းတက်တဲ့နေရာပေါ့နော်ရဟန်းတက်တဲ့နေရာတကယ်ကိုမြင့်မြတ်တဲ့နေရာမိန်းမတွေတောင်မှပဲဒီအပေါ်ကိုတက်ခွင့်မရှိတဲ့နေရာနော်အမျိုးသမီးတွေတောင်တက်ခွင့်မရှိတဲ့နေရာမှာဒီလိုပုံစံမျိုးဒီလိုမျိုးတချိတဲ့အနေထားတွေလောက်တယ်ကွာနော်လောက်တာကိုအပြင်အခုထပ်တက်လာတဲ့သတင်းကသူကအလေတန်းပြဆရာမတယောက်အနေနဲ့ဒီလိုလုံးရက်ကိုလောက်တာဖြစ်တဲ့အတွက်တချို့တလေကပုံတွေကိုပြတာမလုံးသင့်ဘူးဆိုပေမဲ့ဒီတိုင်းပဲပုံတွေကိုမပြဘဲနဲ့ထားလိုက်ရင်ပို့ပြီးတော့လူတွေကနောက်ပိုင်းလူတွေကပို့ပြီးတော့တာမန်ပဲကွာအချိန်တန်ရင်ဒီပြဿနာမျက်နှာအုပ်ထားသူတို့တော့ကျန်တဲ့တနေရာပြောင်းရွှေ့သွားလဲလူမသိနိုင်ဘူးအေးချမ်းသူတို့ဘဝဖြတ်တန်းသွားလို့ရတယ်ဆိုတဲ့ဟာမျိုးနဲ့ထပ်ပြီးလုံနိုင်တယ်အဲ့တော့အခုလူသိရှင်ကြားနဲ့အဲ့လိုမျိုးလှုပ်လိုက်တာမှားတယ်ဆိုပေမဲ့လည်းမှန်တယ်ဒါပုံနေနဲ့ဗီဒီယိုနေနဲ့ပြတာကိုမှားတယ်လို့ထင်ပေမဲ့လည်းမှန်တယ်ဘာဖြစ်လို့ဒီလိုမျိုးအဆက်သိခါမဲ့စွာဟိုတယ်တွေတဲခုခန်းတွေမှာနေရာတွေအများကြီးရှိနေတာနဲ့ဒီလိုဖျားတွေအဆောက်သာသနိကအဆောက်အဦတွေမှာလှုပ်တယ်ဆိုတာတာမန်အဆက်သိခါမရှိလို့သူတို့မှလှုပ်တဲ့ပြင်ဒီတိမ်ထဲမှာလှုပ်တယ်ဆိုတဲ့ဟာကြီးကတော့အရန်ယုံညံ့တယ်အဲ့တော့သူတို့ကိုယ်တိုင်ကငကိုတွေကလုံးဝအဆက်သိခါလုံးဝစွန့်လွတ်ပြီးတော့သူတို့ကဒါကိုလောက်တာဖြစ်တဲ့အတွက်သူတို့အတွက်အဆက်သိခါတွေကိုလိုက်ပြီးထိပြီးနေစရာမလိုဘူးအခုကအလဲတန်းမြကျောင်းဆယ်မှာဖြစ်တော့ပိုဆိုးတယ်